1980ခုနှစ်တရုတ်ပြည်ကျွန်တော်အကြောင်းစီရဖို့ညဘက်အချိန်ပဲစားတော့ဆိုင်မှာလုတ်ခဲ့တယ်။ညဘက်ဆိုတော့ဆိုင်မှာလူမလာကြပါဘူး။ဆိုင်မှာလူမရှိရင်တည်ဖို့ပိုင်ရှင်ကဘဲတစ်ခုတက်ထားတယ်။ရုပ်တည်ရဲ့ဖုံးဝင်ကိုတစ်ခုကျွန်တော်ရခဲ့တယ်။နားထောင်ရတာအတန်မကြည့်ပေမဲ့အဖွားဟုတ်တယောက်ရဲ့အတန်မှာဆိုင်အပေါ်တက်ကိုကျက်စုပြုတ်တစ်ခုလာဖို့ခိုင်းတယ်။အမွှေးဆိုင်တွေလုံးဝမထည့်ခိုင်းပါဘူး။ကျွန်တော်လဲသွားပို့ရမလားမပို့ရဘူးလားစဉ်းစားနေမိတယ်။ဆိုင်မှာလူမရှိရင်ဆိုင်ရှမ်းကောင်းမှလည်းကြောက်နေမိတယ်။ကျွန်တော်လည်းဘာဖြစ်ဖြစ်ကွာဆိုပြီးကျစွပြုတ်ကိုယူပြီးအပေါ်ကိုတက်သွားခဲ့တယ်။အခန်းရှိတဲ့ရောက်တော့အော်ခေါ်ပေမဲ့ပြန်မထူးခဲ့ဘူး။ကျစွပြုတ်ကိုအခန်းဝမှာထားပြီးပြန်လာခဲ့တယ်။ကျစွပြုတ်ဖို့ကိုမနဲ့မှပြန်တောင်းတော့မယ်ပေါ့။ကျွန်တော်ပြန်လှည့်သွားမှတစုံတစ်ယောက်ကယူသွားတယ်ဆိုတာကျွန်တော်မသိလိုက်ဘူး။ရုတ်တရက်ဆိုင်ဘက်ကနေဘဲမိတယ်ကျွန်တော်ကြားလိုက်ရတယ်။ဆိုင်ရှင်လာတယ်ထင်ပြီးအပြေးပြန်ခဲ့တယ်။ဒါပေမဲ့လို့ဘယ်သူမှရှိမနေခဲ့ပါဘူး။ခက်စင်းစင်းကြည့်နေတဲ့ကြောင်တစ်ကောင်ကိုကျွန်တော်တွေ့လိုက်ရတယ်။ခဏနေတော့အဲ့ဒီကြောင်လေးဟာတစုံတစ်ယောက်ကခေါ်လို့သွားတယ်လို့မျိုးနဲ့ကျွန်တော်ရှေ့ကနေထွက်သွားခဲ့တယ်။ကျစွပြုတ်ထားခဲ့ကြောင်းပြောဖို့ဖုံးဆက်ပေမဲ့လုံးဝဆက်လို့မရခဲ့ပါဘူး။ကြောင်လေးဟာကျွန်တော်ကိုတစ်ချိန်လုံးစိုက်ကြည့်နေခဲ့တာကိုတတိထားမိတယ်။သူ့ပုံစံကတခုခုပြောချင်နေတယ်လို့ပဲ။ဆိုင်ပိတ်ချင်ရောက်တော့ကျွန်တော်တကားပိတ်ခန်းဒီမှာကြောင်လေးဟာဆိုင်ထဲကိုဘယ်လိုရောက်နေမှန်းမသိဘူး။ဆိုင်ထဲပိတ်မိနေမှာဆိုလို့ကြောင်လေးကိုမောင်းထုတ်နေတဲ့အချိန်မှာဆိုင်ရှိမှာအဖေါက်တယောက်ဖြတ်သွားတာရိတ်ခနဲ့တွေ့လိုက်တယ်။သူ့ပုံစံကတခုခုထိခိုက်မိထားသလိုပဲ။လက်ထဲမှာကျက်စွပြုတ်ဘူးလေးကင်ထားတယ်။နောက်ရက်ရောက်တော့လုတ်ပေါ်ကိုင်းမဲ့တယောက်ကိုအဲ့ဒီညအကြောင်းပြပြဖြစ်တယ်။ကျွန်တော်ပြပြတဲ့ပုံစံကြတော့ तू ကဒါကအပေါ်တက်မှနေတဲ့အဖွားအုပ်နဲ့အတော်တူတာပဲလို့ပြောတယ်။ तू ပြပြချက်ရအဲ့ဒီဖွားအုပ်ကလွန်ခဲ့တဲ့လအနည်းငယ်ကလှေကားပေါ်ကနေပြုတ်ကျပြီးတေဆုံးသွားခဲ့တာဖြစ်ပြီးအဲ့ဒီချိန်ကစလို့အပေါ်တက်ခန်းကလူမနေတော့ပါဘူး။ကျွန်တော်သူမစီကဖုန်းလက်ခံရရှိရတဲ့အော်ရာသွားပို့တဲ့အကြောင်းကိုတော့သူ့ကိုမပြပြလိုက်ဘူး။ဒါပေမဲ့လို့ तू ဆက်ပြောပြတဲ့အချက်ကကျွန်တော်ကိုတွေးပြသွားစေပါတယ်။အဲ့ဒီဖွားအုပ်ကဒီဇိုင်းဖောက်တဲ့အဟောင်းပဲ။သူကအမြဲတမ်းဘာအမွှေးကြိုင်မှမပါတဲ့ကျက်စွပြုတ်ကိုမှားပြီးလမ်းဘေးကကြောင်လေးကိုကျွေးနေကြတဲ့ဖုံးခေါ်ပြီးကျက်စွပြုတ်ပို့ပါအောင်လို့ပြောတဲ့အတန်းကနားရကိုမထွက်ပါဘူးညဘက်ရောက်ရင်ကြောက်နေပါပြီဖုံးမြတ်ထွက်ခေါ်အောင်မလားပေါ့ကျွန်တော်ရက်ပိုင်းလောက်နေပြီးနောက်အလုပ်တစ်ခုပြောင်းလုပ်ခဲ့တယ်တကယ်ချင်းတို့ရောအခုလိုကြုံခဲ့ဘူးလားကြုံခဲ့ဘူးရင်ဝေမျှပေးခဲ့ကြပါဦးနော်